Disney, DreamWorks စတဲ့ production တွေကနေထွက်တဲ့ကာတွန်းကားတော်တော်များများဟာကလေးအများစုနှစ်ချိုက်သဘောကျကြသလိုလူကြီးတွေအတွက်လည်းကောင်းမြဲကောင်းစေအမြတ်တနိုးထားပြီးကြည့်ရတဲ့ငယ်ဘဝအမှတ်တရတွေဆိုရင်မမှားပါဘူး။ဒါပေမဲ့ဒီလိုတစ်ကမ္ဘာလုံးကကြည့်ရှုအားပေးကြတဲ့နာမည်ကျော်ကာတွန်းကားတွေရဲ့နောက်ကွယ်မှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့လူသိနေတဲ့အကြောင်းအရာတွေရှိပါသေးတယ်။ငယ်ကတော့ဒီကာတွန်းကားတွေကိုကာတွန်းကားလိုပဲပပကြည့်ခဲ့ကြပေမဲ့တကယ်တမ်းဒီကာတွန်းကားတွေရဲ့နောက်မှာလူတွေမထင်ထားတဲ့အကြောင်းအရာတွေရှိနေကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ငယ်ကအသေးဆွဲခဲ့ရတဲ့ကာတွန်းကားတွေရဲ့နောက်ကွယ်မှာဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေရှိနေမလဲဆိုတာကိုဒီဗီဒီယိုလေးရဲ့မှာတစ်ချက်ကြည့်လိုက်ရအောင်နော်။နံပါတ်1မူလန်ပထမဆုံးဇာတ်ကားလေးကတော့အားလုံးသိပြီးသား Disney ဇာတ်ကားတစ်ခုဖြစ်တဲ့မူလန်ပါပဲ။မူလန်လို့ပြောလိုက်မယ်ဆိုရင်ယောက်ျားလေးအောင်ဆောင်ပြီးစစ်ထဲဝင်တဲ့မူလန်လေးရဲ့မူလန်ရဲ့တငယ်ချင်းမူရှူရဲ့ကိုအရင်ပြေးမြင်မိကြမှာပါဇလန်းထဲမှာမူလန်ကဖခင်အစားတိုင်းပြည်ကိုကာကွယ်ဖို့အတွက်ယောက်ျားလေးအောင်ဆောင်ပြီးစစ်ထဲဝင်ကြရတဲ့ဇလန်းလေးဖြစ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ဒီအဖြစ်အပျက်ကတရုတ်ပြည်မှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်အပြင်မှာလည်းအဝါမူလန်ဆိုတဲ့ကောင်မလေးကငငယ်ကလေးကဖခင်ဖြစ်သူစီကနေပြီးတော့မြင်းစီဓာတ်ခုံမြားပြစ်ပညာတွေကိုသင်ခဲ့တဲ့အပြင်တိုင်းပညာတွေကိုပါသင်ယူခဲ့ရသူဖြစ်ပါတယ်။ဘရင်ကြီးကတိုင်းပြည်ကိုကာကွယ်ဖို့အတွက်တအိမ်တယောက်စစ်မှုထမ်းရမယ်လို့အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့မူလန်လေးကနေမကောင်းဖြစ်နေတဲ့သူမအဖေအစားယောက်ျားလေးဟန်ဆောင်ပြီးစစ်မှုထမ်းခဲ့ပါတယ်။သူမရဲ့စစ်မှုထမ်းခါလာ12နှစ်ကျော်တောင်ရှိခဲ့တာဖြစ်ပြီးဒီကာလတွေအတွင်းမှာထူးချွန်တဲ့အတွက်ဂုဏ်ပြုစုတွေအများကြီးလည်းရခဲ့တယ်လို့ဆိုခဲ့ပါတယ်။ကာတွန်းကားထဲမှာတော့နောက်ဆုံးမှာသူမရဲ့လိမ်လည်မှုကိုသိသွားကြပေမဲ့အပြင်မှာတော့သူမထုတ်မပြောခင်အထိကိုဘယ်သူမှမရိပ်မိခဲ့ကြဘူးလို့လည်းဆိုပါတယ်။နံပါတ်2 app ဆိုတဲ့ဇာတ်ကားလေးကတော့2009ခုနှစ်မှာစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့ဇာတ်ကားထဲမှာပါတဲ့ကားဆိုတဲ့မိန်းမကိုမမေ့နိုင်တဲ့အဖိုးကြီးရဲ့အရာရာကိုစူးစမ်းခြင်းနဲ့ Russell ဆိုတဲ့ကင်းတောက်ကောင်လေးရဲ့ဘောလုံးအိမ်ကြီးနဲ့ခရီးနှင်ခဲ့ကြတဲ့အကြောင်းကိုတမေ့တမျောကြည့်ခဲ့ကြရတဲ့ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။2006ခုနှစ်ဆီယက်တယ်ဒေသမှာမိုးမျှော်တိုက်အဆောက်အုံတွေဆောက်လုပ်ဖို့အတွက်အိမ်တွေကိုဖျက်ပစ်ဖို့ပြင်ဆင်ခဲ့ကြပြီးဒီအိမ်တွေထဲမှာ Edith Macefield လို့ခေါ်တဲ့အသက်85နှစ်အရွယ်အဖွားကြီးတယောက်ရဲ့အိမ်လဲပါဝင်နေခဲ့ပါတယ်။ဆောက်လုပ်ရေးပိုင်ရှင်တွေကသူမကိုနေရာပြောင်းပေးဖို့အတွက်ဒေါ်လာ1 သန်းပေးခဲ့ပေမဲ့သူမကတော့မယူဘဲနဲ့ညှင်းဆန်ခဲ့ပါတယ်။ဒါကဘာဖြစ်လို့လဲဆိုရင်တော့သူမရဲ့အိမ်မှာသူမရဲ့အမေကတေဆုံးသွားခဲ့ရပြီးတော့သူမကလည်းသူမအမေတေဆုံးခဲ့ရတဲ့နေရာမှာပဲဘဝဆုံးခန်းတိုင်တဲ့အထိနေမယ်လို့တန်တိထန်ချထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။သူမကိုပေးတဲ့ဒေါ်လာ1 သန်းကိုညှင်းခဲ့တဲ့အပြင်သူမအတွက်ငွေတွေမလိုအပ်ဘူးလို့လည်းပြောခဲ့ပါသေးတယ်။ဒါကြောင့်ဆောက်လုပ်ရေးသမားတွေလည်းနောက်ဆုံးမှာတော့သူ့အိမ်ကိုကွက်ချန်ပြီးတော့ဆောက်ခဲ့ကြပါတယ်။သူမကလည်းသူမရဲ့ဆန္ဒအတိုင်းအိမ်မှာပဲနောက်ဆုံးချိန်ထိနေထိုင်သွားပြီးတော့အိမ်လေးကလည်းအခုချိန်ထိမပြတ်မစည်းရှိနေပါသေးတယ်။နံပါတ်3ဘယ်တိုဆိုတဲ့ရဲစန်းတတိနဲ့ပြည့်စုံတဲ့ခွေးကလေးရဲ့ဇလန်းကလည်းအပြင်မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။1925ခုနှစ်မှာနော်မလို့ခေါ်တဲ့ရွာမှာကပ်ရောဂါကြောက်ခဲ့ပြီးတော့ဘယ်တိုလို့ခေါ်တဲ့ခွေးလေးကတခြားခွေးတွေကိုဦးဆောင်ပြီးသူ့သခင်နဲ့အတူ52မိုင်ကွာဝေးတဲ့အရက်ကိုရောက်အောင်သွားခဲ့ပြီးကပ်ရောဂါအတွက်ဆေးကိုသွားယူခဲ့ပါတယ်။ဒါကြောင့်ပဲအဲ့ဒီဒေတာကပ်ရောဂါက9ရက်အတွင်းမှာပျောက်ကင်းသွားခဲ့ရပါတယ်။ဘယ်တိုရဲ့ဇလန်းကျောင်းကိုတော့အခုချိန်ထိ Alaska ကျောင်းတွေမှာသင်နေကြဆဲဖြစ်ပြီးတော့ New York ဗဟိုပန်းခြံမှာဆိုရင်ဘယ်တိုဂုဏ်ပြုတဲ့အနေနဲ့ပုံတူထုပြီးထားတာမျိုးလည်းရှိနေဆဲဖြစ်ပါတယ်။နံပါတ်4ပီနိုခီယိုဇာတ်ကားလေးကတော့ခလေးတိုင်းကြိုက်ပြီးလေရင်နှာခေါင်းလေးချွန်ထွက်လာတဲ့ချစ်စရာကာတွန်းဇာတ်ကောင်လေးကလူတိုင်းချစ်တဲ့ဇာတ်ကောင်လေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းအပြင်မှာတော့ပီနိုခီယိုဇာတ်ကြောင်းရေးတဲ့စာရေးဆရာကခလေးတွေကိုတိတ်ပြီးသဘောကျရသူမဟုတ်ပါဘူး။ဒါကြောင့်လည်းခလေးတွေကိုသင်ခန်းစာပေးဖို့အတွက်လူလိန်ပီနိုခီယိုဇာတ်ကောင်ကိုဖန်တီးခဲ့ပြီးအပြစ်ပေးတဲ့အနေနဲ့တစ်ပင်မှာကျိုးဆွဲချထားခဲ့ပါတယ်။စာဖတ်သူတွေကပီနိုခီယိုကိုသဘောကျနှစ်ကြိုက်ကြတာကြောင့်စာတီးဖြတ်သူကစာရေးသူကိုပီနိုခီယိုပြန်အသက်သွင်းဖို့ပြောခဲ့ရတာနေမှာတဟုန်ထိုးနာမည်ကျော်ကြားခဲ့တဲ့ကာတွန်းဇာတ်ကားလေးဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ခလေးတွေမကပဲလူကြီးတိုင်းရဲ့ငယ်ဘဝအကြိုက်ဆုံးကာတွန်းကားတွေရဲ့လူသိမ့်မသိသေးတဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ဒီလိုဘ ഹു တုတရစရာအကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။